ဒီပု္ပ္ပစာလေးကတော့ alpha beta ပု္ပ္ပစာလေးပါနော်အဲ့တော့ quadratic equation တွေကို alpha beta တွေနဲ့ show that တာပြရမယ်ပု္ပ္ပစာလေးတွေအဲ့ဒါဆိုရင်ဆရာမတို့ကဒီမှာနံပါတ် A အတွက်ဆိုရင်သူက show that တဲ့ဒီဘက်တစ်ချမ်းကိုမြောက်ထားတာဒီဘက်ကဟာရအောင်လုပ်ပြရမှာပေါ့နော်အဲ့တော့ alpha plus beta ဒါလေးပြန်ကူလိုက်မယ် alpha square minus alpha beta plus beta square ဒါဆိုဒီတစ်ခုချင်းစီကဒီတစ်လုံးချင်းစီနဲ့တွားမြောက်ရမယ်ဟုတ်ပြီနော်အဲကြောင့် alpha cube minus alpha square beta plus alpha beta square ဒီပါရင်ဒီဒုတိယတူအောင်နော်ဒါလေးကိုတစ်လုံးချင်းစီဒီမှာတွားမြောက်ရမယ်ဆိုတော့ plus alpha square beta alpha ဦးစားပေးပြီးရေးပါမယ်နော်ပြီးရင် minus alpha beta square plus beta cube ဆိုတာလေးရပါမယ်ဒါဆိုဒီမှာကြည့်လို့လွယ်သွားပြီ minus alpha square beta နဲ့ plus alpha square beta ကြည့်တယ် alpha beta square minus alpha beta square နဲ့ကြည့်သွားတော့ alpha cube plus beta cube ဆိုတာလေးသူမေးတဲ့ဟာလေးရတယ် show that နော်နောက်တစ်ခုကကြတော့ show that တာဖြစ်ကြောင်းပြပါတဲ့အဲ့တော့ root alpha beta ဆိုတာရှိတယ်ဆိုရင်သူပေးထားတဲ့ equation ဒါလေးကိုဆရာမတို့ကနံပါတ် B တွက်မယ်နံပါတ် B မှာပေးထားတဲ့ equation ကိုအရင်ဆုံးပြန်ရေးလိုက်မယ်အဲ့တော့ဒါလေးကဘာနဲ့နှိုင်းယှဉ်ကြည့်ရမှာလဲဆိုတော့ဆရာမတို့က ax square plus bx plus c equal to 0ဆိုတာလေးနဲ့နှိုင်းယှဉ်ကြည့်ရမယ်အဲ့ဒါဆိုရင်ဆရာမတို့ဘာသိထားရမှာလဲဆိုတော့ root က alpha beta ဆိုရင်သူ့ရဲ့ sum ရဲ့ product ရဲ့ဆိုပြီးတော့နှစ်ခုကိုရှာထားပေးရပါမယ်အဲ့တော့ sum ကဘာဖြစ်မလဲသူ့ရဲ့ root ကိုပေါင်းတာ sum of the root ကိုပေါင်းတာအဲ့တော့ alpha plus beta ဒါပုံသဏ္ဍာန် minus b by a ဆိုပုံသဏ္ဍာန်ရှိတယ်ပြီးရင် alpha beta product ပေါ့နော် product ဆိုတာ root နှစ်ခုကိုမြှောက်တာ product of the root alpha beta ဆိုရင် c by a ဆိုပုံသဏ္ဍာန်လေးရှိတယ်ဒီပုံသဏ္ဍာန်လေးကိုသိထားပြီးပြီဆိုရင်အဲ့ဒီဟာကိုအရင်ဆုံးကြိုးတွက်ထားရပါမယ် alpha plus beta equal to minus b နေရာမှာပါရှိလဲဆိုတော့8 by a နေရာမှာ2ဒါကြောင့်သူက minus 4ပြီးရင် alpha beta ဒီမှာ c by a c နေရာမှာ minus k a နေရာမှာ2ဒါဆို minus k by 2ဆိုတာလေးရှိပါတယ်အဲ့ပြီးဒီမှာ given that ဆိုပြီးတော့ဒါလေးတစ်ခုကိုပေးထားတယ်နော် given that ပေးထားတဲ့ဟာလေးကိုရေးလိုက်မယ်given that alpha cube plus beta cube equal to minus 94 alpha cube beta cube ဆိုတာသူဒီမှာနံပါတ် A မှာ show that ပြခိုင်းတာဒီဘက်တစ်ချမ်းဒါလေးတွေရှိတယ်ဒါကြောင့်မလို့ alpha plus beta ဒီဘက်တစ်ချမ်းမှာ2လို့အဲ့ဒါကိုလာပြီးအစားထိုးထားလိုက်မယ် plus beta square ဟာ minus 94ဆိုပြီးတော့ရေးထားမယ် okay အဲ့ဒါဆိုရင်ဆရာမတို့မှာ substitute လုပ်ဖို့အတွက် alpha beta ရှိပြီး alpha plus beta လည်းရှိသွားပြီဟုတ်ပြီနော်အဲ့ဒါလေးရရှိထားပြီဒါဆို alpha square plus beta square ဆိုတာကတော့မရှိပေမဲ့ပုံသဏ္ဍာန်လေးတစ်ခုကိုဆရာမတို့ကသိထားပြီးသားနော်စာသင်တော့ကသိထားတဲ့ပုံသဏ္ဍာန်ပေါ့အဲ့ပုံသဏ္ဍာန်ကဘယ်ရလာလဲဆိုတော့ alpha plus beta the whole square ဆိုခဲ့ရင်တဲ့ဒါဆိုရင်ရှေ့ကိန်းနှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းနှစ်ဆနောက်ကိန်းနှစ်ထပ်ဒီလိုလေးရထားတယ်ဒါဆိုရင် alpha square beta square ကိုတစ်ဖက်မှာထားခဲ့မယ်ဒါကိုထားခဲ့မယ်ဆိုရင်ဒီကောင်ဟိုဘက်ကိုသွားရင်နှုတ်ကတာအဲ့တော့ alpha plus beta the whole square တွေက minus 2 alpha beta ကိုနှုတ်တယ်ဆိုရယ်ပုံသဏ္ဍာန်တစ်ခုကိုဆရာမတို့ကတခါတည်းသိထားပြီးသားပေါ့နော်တွက်နေကြကလေးဆိုဒါလေးကသိထားပြီးသားဟောအဲ့ဆို alpha square plus beta square ဆိုတဲ့ထဲမှာဒီဘက်တစ်ချမ်းဓာကြီးကိုအစားထည့်လိုက်မယ်ဟုတ်ပြီနော်ဒါလေးကိုအစားထည့်လိုက်မယ်ဆိုရင် alpha plus beta the whole square minus 2 alpha beta ဆိုတာဒီနှစ်ခုနေရာမှာအစားထည့်လိုက်တာအနောက်မှာဒီအလယ်ကကောင်ကိုပြန်ကူအောင်မယ်
equal to minus 94ဒါလေးရှိမယ်ဒါဆိုရင်ဆရာမတို့ဒီမှာအစားထည့်ဖို့ကိစ္စတွေအကုန်လုံးရသွားပြီမှာ times 2နေတဲ့ဟာလေးတစ်ခုရှိလို့ဆရာမပြန်ပြီးတော့ထပ်ပြီး simplify လုပ်လိုက်အောင်မယ်ဒါဆို minus 3 alpha beta ဆိုပြီးတော့ရသွားရောနော် okay အဲ့ဒါဆရာမအပေါ်မှာရှာထားပြီးသား alpha plus beta ဒီတန်ဖိုးလေးတွေ minus 4 alpha plus beta the whole square ဆိုလဲ minus 4 the whole square minus 3 alpha beta ဆိုရင် minus k by 2ဒါလေးတွေကိုအစားထည့်လိုက်တယ်ဟိုဘက်မှာ minus 94ဆိုတာလေးရှိအဲ့ဆိုဒီကိန်းတိုင်းမှာ k ပဲရှိတော့တယ်ဆိုဒါလေးကိုတွက်ကြည့်လိုက်မယ်ဆိုရင် k ရဲ့တန်ဖိုးဘယ်လောက်လဲဆိုတာကိုထွက်လာပါလိမ့်မယ်အဲ့ဒီတော့ဒီက16 minus minus or plus 3k by 2ဒါလေးထားမယ်ဒီကဟိုဘက်ကိုတွိုင်းသွားစားမှာminus 94 divided by minus 4 so 47 by 2ဆိုပြီးရတယ်3k by 2ဆိုရင်ဒီဟာသွားနှုတ်မှာ minus 16ကိုသွားနှုတ်မယ်ဆိုရင်15 by 2ဆိုပြီးတော့ရတယ်အဲဆိုရင် k equal to ဆိုရင်ဒါနဲ့ဒါနဲ့ကြည့်သွားတော့5ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်အဲဆိုသူရှာခိုင်းတာကလည်းဗာလဲ show that k equal to 5ဆိုတော့ဒါလေးကိုရသွားပါပြီပြီး given that the alpha greater than beta ဆိုပြီးပေးထားတယ် without solving equation ဆိုပြီးဒါကြီးကိုပြန်ရေးထားတယ် show that alpha minus beta အဲ့တော့ alpha minus beta ဆိုတဲ့ဟာကိုမေးတယ်ဆိုရင်ဆရာမတို့က alpha minus beta square ကနေစရှာရပါတယ် see alpha minus beta the whole square ဒါလေးကိုဖြန့်ကြည့်လိုက်တယ်ပေါ့နော်ရှေ့ကိန်းနှစ်ထပ်ရှေ့ကိန်းနဲ့နောက်ကိန်းမြှောက်မယ်ဆိုတော့အနှုတ်နှစ်ဆ plus beta square ဒါလေးရှိမယ်ဒါဆိုရင်သူမေးတာ alpha minus beta ပဲကျန်တဲ့ဟာကိုဟိုဘက်ကိုပို့ရင် square root ဖြစ်သွားတယ်အဲ့တော့ alpha minus beta မှာ square root ဟိုဘက်ပို့ရင် plus or minus ဖြစ်တာတကယ်တမ်းဆိုရင်เนาะဒါပေမဲ့ तू ကဘာပြောထားလဲ alpha ပိုကြီးတယ်ဆိုတော့ကြီးတဲ့တွေကငယ်တဲ့ဟာကိုနှုတ်လိုက်ရင်အပေါင်းပဲထွက်မှာဟုတ်ပြီเนาะဒါကြောင့်မလို့ဆရာမတို့ကအဲ့ဒီမှာ plus or minus ဆိုတာကိုရေးစရာမလိုပဲနဲ့အပေါင်းတစ်မျိုးကိုပဲရေးလိုက်တော့ပါမယ်ဟုတ်ပြီเนาะဒါကြောင့်မလို့ဒီမှာ root တန်ဖြစ်သွားတယ် alpha square plus beta square ဆိုတာခုနကဆရာမအစားထိုးမဲ့ဟာတစ်ခါတည်းထည့်လိုက်မယ် alpha plus beta the whole square minus 2 alpha beta ဒါအစားထိုးတဲ့ဟာထဲတာပြီးဒါအလယ်ကိန်းကိုပြန်ကူးမယ်နောက်မှာ minus 2 alpha beta ပြန်ကူးမယ်ဟုတ်ပြီနော်ဒါဆိုဆရာမအပေါ်မှာရှာထားတဲ့ကိန်းဂဏန်းတွေကိုတန်းပြီးထည့်လိုက်လို့ရပါပြီalpha plus beta minus 4 square minus 2 alpha beta ခုနက minus k by 2လို့ပြောထားတယ် k က5ဆိုတော့ minus 5 by 2ဒီမှာဆရာမ minus 4 by 2လို့တန်းရေးလို့ရပါပြီတန်းတူတယ်ဆိုတော့ပေါင်းလို့ရတယ်နော်ဒီလိုလေးအဲ့ဒါကို square root ယူလိုက်ပါမယ်အဲ့တော့ equal ဒါကိုဆက်တွက်မယ်သူကဘယ်လောက်ရမှာလဲဆိုတော့ root 26ရအောင်အဲ့ဒါလေးကို calculator နှိပ်ကြည့်လိုက်မယ်အဲ့ဒါလေး calculator နှိပ်လိုက်တာနဲ့ root 26ဆိုပြီးရပါတယ်အဲ့တော့ဒီကအမှတ်လေးတွေပေးလိုက်အောင်အဲ့တော့ဒါလေးကဒီကရှာခိုင်းရင်တစ်မှတ်ရမယ်ဒီမှာနံပါတ် P ကသူပြောတဲ့အတိုင်း K ကဒီဟာလေးအစင်လေး substitute လုပ်ထားလေးရေးထားတယ်ဆိုရင်စစ်မှန်စင်လိုက်ပေါ့နော်သူက4မှတ်ရမယ် show that ဒီတစ်ခုပြတယ်အဲ့ဒါ root 26ရတယ်ဆိုရင်3မှတ်ရမယ်ပြီးသွားရင် C ရဲ့ဒါ1 2ကကြတော့ exact value of alpha cube minus beta cube ပဲ alpha cube minus beta cube ကိုဆက်ရှာရမယ်အဲ့
ဒါဆိုရင်ဆရာမတို့ကဘာသိထားလဲဆိုတော့ alpha 2 plus beta 2က -94 ဆိုတဲ့ဟာလေးကိုသိထားတယ်ဟုတ်ပြီနော်ဒါဆိုရင်သူ့ကိုပုံစံလေးပြင်ရေးလိုက်မယ် alpha 2 plus minus beta the whole 2ဒါဆိုရင်ပုံစံလေးပြင်ရေးလိုက်တာဒါဆိုသူပုံစံပြင်ရေးလိုက်ပြီးဆိုရင်ခုနကဆရာမတို့ရှာထားတဲ့ဟာရှိတယ်ဒုတိယဂိမ်းနေရာပေါ့နော်ပြောရမှာဆိုဒါဒုတိယဂိမ်းနေရာမှာ minus beta ဆိုပြီးဖြစ်သွားတာအဲဆိုအပေါ်ဆုံးမှာသူသုံးထားတဲ့ဒီဟာမှာ beta နေရာမှာ minus beta တွေဝင်သွားမယ်လို့သိရပါမယ် minus beta ဒီမှာလဲ minus beta အဲ့လိုလေးဝင်သွားမယ်နော်ဒါလေးကိုပြန်ရေးလိုက်မယ်အဲ့တော့ alpha plus beta နေရာမှာ minus beta ဝင်သွားတယ်ပြီးရင်မသိမှဆိုလို့အပေါ်ကပုံသင်နည်းလေးပြန်ရေးပေးမယ်နော် alpha 2 plus beta 2ဆိုရင် alpha plus beta တကွင်းရယ် alpha square minus alpha beta ရယ် beta 2ဒီလိုမျိုးလေးရှိတာနောက်အဲဆိုအဲ့နေရာမှာဆရာမတို့ beta နေရာမှာ minus beta တွေလိုက်ထည့်နေတာခု alpha square minus alpha minus beta plus minus beta the whole square ဒါလေးတွေလိုက်ထည့်ပြီးတွက်လိုက်ရင်ဒီကောင်က alpha minus beta ဖြစ်သွားတယ်နောက်က alpha square plus alpha beta ဖြစ်သွားတယ်နောက်က plus beta square ဖြစ်သွားတယ်ဒါဆိုရင်ခုနလိုပဲ alpha square plus beta square နေရာမှာထုံးစံတိုင်းထည့်နေကြဟာalpha plus beta the whole square minus 2 alpha beta ထည့်မယ်လဲရကောင်နောက်မှလာပြန်ကူးတယ်ဟုတ်ပြီနော်ဒါတွေကကိန်းဂဏန်းတွေ simplify လုပ်နေတော့အဲ့တော့ alpha plus beta the whole square minus 2တွေက1ကိုနှုတ်တော့ minus alpha beta ဆိုတာကျန်တယ်အဲ့ဆိုဒီအထိရှင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ကိန်းဂဏန်းတွေလွယ်လွယ်ကူကူအစားထိုးလို့ရပြီဘာကြောင့်လဲဆိုတော့ဒီမှာ alpha minus beta √26 တည်ပြီးသား√26 တည်ပြီးသား alpha plus beta the whole square minus 4 the whole square ရှိတယ်ပြီး minus 5/2နော်ဒါလေးရှိမယ်အဲ့တော့ exact answer လို့ပြောတယ် exact answer လို့ပြောရဲဆိုဆရာမတို့ဒီတိုင်းပဲလက်နဲ့ calculation တွက်ကြည့်ရမှာဖြစ်တယ်16 plus 5/2ဒါလေး16 plus 5/2ဆိုတော့ဒါလေးကိုရှင်းလိုက်ရင် 37/2 √26 √26 ကိုဖြောက်လို့မရဘူးเนาะဒီတိုင်းပဲထားရမယ်အဲ့ဒါလေးမှန်သွားပြီဆိုရင်နောက်ထပ်ဘယ်နှမှတ်ရမလဲနောက်ထပ်2မှတ်ရပါမယ်ကျေးဇူးတင်ပါတယ်